ဒီကနေ့စာသနာတော်သားက2500ရာခောက်ချေကိုခုကာကြသားက1300ရာရှက်ချေခနဲ့ခုခရဲသားကနိုင်ထောင်နိုင်ချေငါနိုင်တော်လာချုပ်တရာစောက်ကရာနိနိုင်နာမင်္ဂလာဟိသောနိုင်နာအခါတွင်ဖျောင်းရှေကေရွာမင်္ဂလာသုခကျောင်းတော်၌တဒန်းသုံးနေတော်မူသောခြရာတော်သာမဏေမြတ်နာရဲသူရွာသာတကာမအပေါင်းကျူပေါင်းပရိကေအုတ်ကြီးဝခြရာတော်ခေါင်းဖျားမန်းကျောင်းခြရာတော်ခေါင်းဝါမန်းကျောင်းခြရာတော်လူရွယ်ရွာခြရာတော်ပရောဝါရွာသိခြရာတော်ငတန်တေကြောင်းခြရာတော်ပရတော်အားကာယကံဝจีကံမနောကံဤကံသုံးပါးတို့တွင်တဘာဘာဖရာပရိမမိကေရှိတော်လေထိုအပရိကရိအပရိငယ်တို့ကကံကြံပပြောင်းလဲအောင်အာဇရိယပူဇော်တေဟုသောခြရာကံတော်ရန်အခိုင်အနာကိုကျမ်းပါပရုလောကံပြပါရီဒီအခိုင်အနာမှာရောက်ရှိလာတဲ့ခြရာတော်သံဃာတော်များကဩဝါဒကထာကိုပြပြကေခြရာတကညီညာလဲအောင်ဖရသာသနာတေမလေးလဲအောင်လူမျိုးဘာသာသာသနာကြပိကျန်ကံပရိယတိပညာတိကတိုးတက်လဲအောင်ဩဝါဒကထာများပြပြကေခိမနောပါရေရတော့ကံဗုဒ္ဓဘာသာဝန်လူမျိုးတိုင်းဒီပဲကိုထအသကရီဒီဖုန်ဂရီမာချွေကေကိုထသေခါတော်ဂုံတော်ဝါတော်ဂရီဒီပုဂ္ဂိုလ်သူမလဲတို့ကိုနိုင်မှာတခေါက်စီတလီကြီးခြာယံကျမ်းပါရေဒီပဲကင်တော်ခရံကိုကျမ်းပါပရုလို့ဖို့ကအရိခရိပါရီလူမာချွေကလေးသောစာကရီပူဇော်ပြန်ပရိကေယံပရိကေရဟန်းဆိုင်ကတော်များတော်မှာခြရာကန်တော်ရဏအခိုင်အနာကိုကျမ်းပါပရုလိုပရိကေနောင်လာသာသမီတို့ကလေးလဲညွင်ပြဗုဒ္ဓဘာသာယင်ကေမောအကျဉ်လီလာတို့ကိုပရာဖို့စံဖို့ဒုက္ခလေအရိကရိချူပရိကေဖရိုင်းခီချာဝဲမရောဝဲသာခရံပြပါရီ